Mobile Legends မှာ global နံပါတ်တွေရတာလေ player များဟုတ်ပါဒီဗီဒီယိုကကျွန်တော်တို့တွေ global နဲ့ပတ်သက်တဲ့ player တွေချက်တော့ကြည့်မှာဖြစ်ပါတယ်တက်ကြည့်မှာဖြစ်ပါတယ်အဲ့တော့ let's go guys global number 1ရတာလေ global number 1ရနေအောင်ရတာလေကျွန်တော်တို့ဒီချက်တော့ရှိရအောင် let's go guys ဒီပထမဆုံးတစ်ယောက်ကတော့ကျွန်တော်တို့ဒါကတော့လူကြီးများတွေမီယာရောမှာနော်ဒီ brother အခုတော့မှာလေနာမည်ကြီးရဲ့ဒါသူကအလောရတော့ဒီမီယာ global number 1ထိရတာလေဟုတ်ပါဘူးတကယ်မိုက်ပါအခုမြန်မာနိုင်ငံဆိုတော့ကျွန်တော်တို့ကကိုရိုနီတင်ပါတယ်ဘယ်လိုဖြစ်မြန်မာ global number 1ဆိုတာတောင်းရဖို့မလွယ်ဘူးပြန်နောက်တစ်ယောက်ကပြောကျွန်တော်ရဲ့ဟောပါတော့ကိုဖလက်ချောင်းကျွန်တော်ဒါစီစဉ်မယ်လို့ global number 1ကိုယူတယ်ဒီကြီးမှာသူ global number 1ရတယ်ပေါ့နော်ကဲမိုက်ပါတယ်ကိုဖလက် global number 1ချောင်းဝင်နေအောင်ရသွားတယ်ကိုမြန်မာနိုင်ငံနဲ့ဆိုတော့ကျွန်တော်ပို့ပြီးတော့လေကျွန်တော်ပြောခဲ့တယ်ဗျမြန်မာနိုင်ငံဖြစ်တော့ကျွန်တော်ကပို့ပြီး respect အောင်ပေးနေတယ်နောက်တစ်ခါကျွန်တော်ရဲ့ဟာကိုဟာရာဘူသာပေါ့နော်ကိုဟာရာဘူသာကတော့ကျွန်တော်ဒါကိုဘူလိုသာပေါ့နော်ကိုဘူလိုသာကတော့ကျွန်တော် global number 1ဟာတာကျွန်တော်အချိန်မှာ reaction တစ်ပုတ်လုပ်ထားတယ်ပေါ့နော်အဲ့ဗီဒီယိုမှာဆိုပြောခဲ့တယ်ကိုဘူလိုသာဒီနေရာကိုရောက်ဖို့လည်းမလွယ်ဘူးတော်တော်ကြိုးစားရတယ်ဘာကျွန်တော်တို့ခံနော် global number 1ရာနေရာကိုဒီနေ့ကကျွန်တော်တို့အော်မှာကိုကျော်တော်ယူရင်းနဲ့ကလည်းတကယ်ဟိုမှာယူနီယက်လီယာတယောက်လည်းဖြစ်တယ်တော့သူ့ကိုတိတ်တော့မကြားဘူးနောက်ပိုင်းမှာကျွန်တော်နည်းနည်းနောက်ပိုင်းမှာကျွန်တော်ဒီချိန်မှာကြားဘူးတာပေါ့နော်ဒီ global number ကိုဒီ global number 1ယူရင်းနဲ့ကိုသူလည်းရတာပေါ့နော်သူ့မှာအမှန်မှာတော့14000နဲ့296ပွဲဒီမိုက်တယ်ပေးကြ global number ကနေရာရဖို့ဆိုမလွယ်ပါဘူးတော်လေးကိုကြိုးစားပါလေအဲပြောချင်ပါလေ